လာပါ The Goddess Tarot မှာပြန်လည်ကြိုဆိုပါတယ်မိဆိုတော့တိကျမယ်လို့ထင်ပါတယ်เนาะမိဆိုက The Goddess Tarot page က founder မိဆိုပေါ့เนาะTarot readings တွေလည်းမိဆိုလုပ်တယ်အခုနောက်ပိုင်းမှာတော့ဒီ energy healing sessions တွေပါမိဆိုတွဲလုပ်တယ်အဲ့တော့ဒီလမ်းကြောင်းပေါ်မှာရှိတာမိဆိုတော်တော်ကြာသွားပြီ2019ခရီးမိဆို page လုပ်တာပေါ့เนาะဒါမဲ့ဒီ spiritual လမ်းကြောင်းတစ်ခုလုံးပေါ်မှာရှိတာကတော့10စုနှစ်တစ်ခုလောက်ရှိပြီ2015ခရီးမိဆိုရောက်နေတာအဲ့တော့မိဆိုကတော့ဒီ2015ခရီးစခဲ့တာအခုလိုမျိုးဒီ witchcraft နဲ့ပတ်သက်တာပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီလိုမှော်အတက်အစီရင်နဲ့ပတ်သက်တာတွေမိဆိုစပြီးတော့စိတ်ဝင်စားတယ်အဲ့ဒီအမှာတစ်စင် divination ဘက်ဒီပေါ့နော် tarot readings တို့အဲ့ဒီအမှာတစ်စင်ဒါ subconscious နဲ့ပတ်သက်တာ law of attraction တို့နောက်ပြီးတော့ shamanism တို့နောက် inner child တို့ဒါ healing work တွေတဖြည်းဖြည်းနဲ့လူကရောက်လာတာပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီစိတ်နဲ့ပတ်သက်တဲ့အပိုင်းတွေကိုယ့်ရဲ့ shadow side လို့ခေါ်တယ်တကယ်ကို inner work တွေလုပ်တဲ့အပိုင်းကိုမိဆိုစိတ်ဝင်စားပြီးတော့ဒီလမ်းကြောင်းကို witchcraft နဲ့ပတ်သက်တာမိဆိုမလုပ်ဖြစ်တော့အဲ့တော့ဒီ witchcraft ဆိုတာကဒီမော်တက်ပညာပေါ့အဲ့တော့ဒီမော်တက်ပညာကကြတော့ပြောရမယ်ဆိုရင်တော့ spiritual လမ်းကြောင်းပေါ်ကိုမိဆိုပထမဦးဆုံးစတင်ပေးခဲ့တဲ့ဦးဆုံး spiritual ဘာသာရေးလေးတစ်ခုလို့ပြောရမှာပေါ့နော်အဲ့တော့တစ်နှစ်လောက်တာကိုလေ့လာပြီးတော့အဲ့ဒီတော့ကကြတော့ကိုကိုတိုင်းနဲ့ဒါ spells တွေလုပ်တာမျိုးတွေတို့နောက်အများကြီးပေါ့လေ့လာရင်းနဲ့တဖြည်းဖြည်းနဲ့ emotions တွေက dark ဖြစ်လာတာပေါ့နော်ဘာလို့လဲဆိုတော့အဲ့တော့ကိုကဒီလမ်းကြောင်းပေါ်ကိုစပြီးတော့လောက်ခါစားဆိုတော့တတိချာချာ proper way နဲ့လဲကိုကဟိုတင်ကြားတာမျိုးတွေလည်းအဲ့တော့မရှိသေးဘူးပေါ့ကိုလေ့လာ2014-15ဆိုတော်တော်ကြာခဲ့ပြီပေါ့နော်အဲ့တော့ကိုကမှားလုပ်တာတွေလည်းရှိတယ်ပြီးတော့ကိုတိုင်းဒီလို proper way နဲ့တင်ကြားရတဲ့ဟာမျိုးပေါ့နော်မရှိသေးခင်အချိန်မှာတော့ dark ဖြစ်တယ်လို့ကိုထင်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီတော့ဟာဒီပညာရဲ့ကိုမျိုးဆိုရပ်ပလိုက်တယ်ဆက်မလို့ဖြစ်တော့ဘူးဒါပေမဲ့ it is already in my core ပေါ့နော်ဘာလို့လဲဆိုတော့အခုလိုမျိုး herbs တွေနောက်ပြီးတော့ဒီအမြစ်တွေအရွက်တွေနဲ့လောက်ရတော့မျိုးဆိုတာအရန်ကြိုက်တယ်ဟောပြောရမယ်ဆိုရင်တော့ homeopathy လို့ခေါ်တဲ့ပရာဆေးလိုမျိုးပဲပေါ့ဒီလိုမျိုး magical way ပေါ့နော်အဲ့လိုမျိုးတဘာဝနဲ့ဆက်တာတွေမှာသူ့ရဲ့အာနိသင်စွမ်းရည်တွေရှိတဲ့ healing အတိုင်းအတာတစ်ခုတည်းလုပ်ပေးနိုင်တယ်လို့မျိုးဆိုတာအရင်ကတည်းကယုံကြည်ပြီးသားပေါ့နော်အဲ့တော့it is already in my core ဒါပေမဲ့နောက်ပိုင်း shamanism ဘက်ကိုမျိုးဆိုဒီ2021နောက်ပိုင်းကစပြီးတော့နည်းနည်းပြန်တင်ကြားပြီးတဲ့အချိန်မှာတော့ဒီဟာတွေကအဲ့လိုမျိုး dark channel လောက်မဖြစ်ဘူးဆိုတာမျိုးဆိုသိလာတယ်ပေါ့နော်နောက်ပြီးတော့ပိုသုံးတက်လာတာပေါ့အဲ့တော့ဒီ2024မိနစ်ကမှဒီ Mizo Serenity ဆိုတဲ့ another ပေါ့နော် Facebook page လေးတစ်ခုကိုမျိုးဆိုထပ်ပြီးတော့ brand name လေးတစ်ခုအနေနဲ့မျိုးဆိုခွဲပြီးတော့ထုတ်လိုက်တယ်အဓိကတော့ spiritual products လေးတွေအတွက်ကိုတည်တံ့ထားတာအဲ့တော့ page လေးရဲ့ link ကိုလည်းဒီမှာမျိုးဆိုပြန်ထည့်ထားပေးမယ်TikTok မှာကြည့်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီ Facebook မှာ search box မှာပေါ့နော် Mizo Serenity ဆိုပြီးတော့ရိုက်ထည့်ကြည့်လိုက်ရင် Mizo ရဲ့ page လေးကိုတွေ့လိမ့်မယ်နော် Mizo ရဲ့ page လေးမှာဒါ Mizo ကိုယ်တိုင်လောက်ထားတဲ့ဖန်တီးထားတဲ့ပေါ့နော် spiritual products တွေရှိတယ်အဲ့တော့စိတ်ဝင်စားတဲ့သူတွေအမှသွားကြည့်ပေါ့နော်ပြီးတော့Mizo ရဲ့ဒီ The Goddess Tarot page မှာလည်းတင်တယ်ဒါပေမဲ့ spiritual products တွေနဲ့ပတ်သက်တာကတော့ Mizo Serenity page လေးမှာအဓိကထားပြီးတော့ဝယ်ယူပေးဖို့တော့ Mizo ဒီကနေပြီးတော့ request လုပ်ပါတယ်เนาะဘာလို့လဲဆိုတော့ page ကိုကိုင်နဲ့ဒါ manager တွေမတူဘူးပေါ့เนาะအဲ့တော့တည်တံ့စီခွဲထားတော့အဲ့တော့ခုနကပြောနေရလေးကိုပြန်ပြီးတော့ဆက်ရမယ်ဆိုလို့ရှိရင်ဒီ Mother Earth ပေါ့เนาะဒီကမ္ဘာမြေကြီးကနေပြီးတော့ဒီမြေဓာတ်ကနေရှင်သန်ဖြစ်တည်လာတဲ့အရာဝတ္ထုတွေတက်ရှိတတ်မဲ့တွေအကုန်လုံးကသူ့ရဲ့ magical property ရှိတယ်เนาะ grounding ဖြစ်စေတဲ့ property stable ဖြစ်စေတဲ့ property နောက်ပြီးတော့တဘာဝရဲ့စွမ်းအင်တွေရှိတယ်အပင်တွေတို့အမြစ်တွေတို့အပွင့်တွေတို့အဲ့ဒါအပြင်အခုဒီမှာမြင်နေတဲ့ stone လေးတွေเนาะအခုဒီလိုမျိုးဆိုရင်ဒါတဘာဝကနေပြီးတော့ထွက်ထားတာပဲလေเนาะတဘာဝကနေပြီးတော့ထွက်ထားတဲ့ stone လေးတွေအားကြတော့ဒီကဘာမြေကြီးရဲ့ဖိအားတွေနဲ့ဖြစ်လာတဲ့ marble stone တွေပေါ့เนาะ natural stone တွေလို့ခေါ်တယ်တကယ်ကိုတဘာဝ mineral stone တွေလို့လည်းခေါ်တယ်เนาะအဲ့တော့အဲ့တဘာဝကနေပြီးတော့ဖြစ်လာတဲ့ဖြစ်တည်လာတဲ့အရာတွေအကုန်လုံးမှာသူ့ရဲ့ magical properties တွေရှိတယ်တကယ်တော့ witchcraft ဆိုတာဒီမော်ပညာပေါ့နော်ဒီ magic ဆိုတာကကြတော့ဒီတဘာဝထွက်ထားတဲ့ပစ္စည်းတွေဒီလိုမျိုးပေါ့နော်ဒါဆိုရင်ဒါမျိုးဆိုတာတတ်မဲ့လို့ပြောတာပေါ့နော်ဒါဆိုရင်ဒါ stones တွေနောက်ပြီးတော့အပင်တွေအမြစ်တွေအပွင့်တွေအခက်တွေနော်ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဒါဆိုရင်ဒါ lavender flower เนาะဒီမှာဆိုလို့ရှိရင်လည်းဒါလေးက jasmine flowers တို့နောက်ပြီးတော့ herbs တွေပေါ့နော်အကုန်လုံးမှာ
ဒီတစ်မြစ်တစ်ဖို့တွေမှာသူ့ရဲ့သဘာဝအာနိသင်နဲ့သူရှိတယ်အဲ့တော့ Miss Ro တွေကဒီသဘာဝအာနိသင်တွေကိုအသုံးပြုပြီးတော့စိတ်ရဲ့စွမ်းအင်ကိုသုံးပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာအောင်လို့ energy တွေကို change လုပ်တာနောက်ပြီးတော့ result တွေကို change တာ outcome တွေကို change တာเนาะအဲ့ဒါကို magic နည်းပညာနောက်ပြီး witchcraft ပေါ့ပြောရတော့เนาะမော်အတတ်ပညာလို့ခေါ်တယ် Harry Potter တို့ဘာလို့လဲမှာတွေ့တယ်လို့မျိုးနင်တန်လေးတစ်ချောင်းနဲ့တခါတည်းကိုပါဇက်ကနေပြီးတော့ဂါတာတွေရွတ်လိုက်တာနဲ့ဝုန်းကနေဆိုပြီးတော့တကယ်လက်တွေ့မှာ magic ကအဲ့လိုမျိုးမဖြစ်သွားဘူး witchcraft ပေါ့เนาะအဲ့လိုမျိုးမဖြစ်သွားဘူးအဲ့တော့ဇလန်းနေတဲ့ဟာတွေကအရန်ကို fantasize လုပ်ထားတာပေါ့ပါဇက်ကနေပြီးတော့ရွတ်လိုက်တာနဲ့ oh တန်းပြီးတော့ amazing things တွေကချက်ချင်းပြောင်းသွားတာအဲ့တော့တကယ် real world မှာအခု Miss Ro reality မှာကြတော့အဲ့လိုမျိုးလက်ဖြောက်တီးလိုက်သလိုနဲ့မပြောင်းဒါပေမဲ့ everything has cause and effect လို့ခေါ်တဲ့အတွက်ကြောင့်မလို့တခုခုဒီမှာကောင်းမွန်တဲ့စွမ်းအင်တွေသုံးပြီးတော့ကိုယ့်ရဲ့ intention တွေစိတ်ပါဝါတွေထည့်ပြီးတော့ကိုဖြစ်ချင်တဲ့စွမ်းအင်တွေကိုဖြစ်ချင်တဲ့အရာတွေအကုန်လုံး goals တွေကိုရဖို့အတွက်ကို universe ကိုကဒီစွမ်းအင်တွေကိုသုံးပြီးတော့ပြောရမယ်ဆိုရင်တော့ energy ကိုပို့လိုက်တာအဲ့ဒါအတွက်ကိုယ့်အတွက်ဒီ effect ပေါ့နော် result ကိုပြန်ရလာတယ်ကောင်းမွန်တဲ့ energy တွေထည့်ထားပြီးတော့ကောင်းမွန်တဲ့ intention တွေနဲ့ mind power ကိုပါထည့်ထားတဲ့အတွက်ကြောင့်မလို့ကောင်းမွန်တဲ့ result ကိုရတာအဲ့ဒါက witchcraft အဲ့တော့ witchcraft ဆိုတာကကံကိုချိန်တာမဟုတ်ဘူး outcome တချို့အရာတွေကိုပြောင်းလဲပေးတာဒါပေမဲ့လူရဲ့ကံက of course เนาะတဘောအလုံးမှာဘယ်အချိန်မှာဘာဖြစ်မယ်ဘယ်လိုဖြစ်မယ်ဆိုတဲ့ဒါဇာတာစစ်တာရဲ့အဲ့တော့ဇာတာစစ်ချင်တော့တခြားလူတွေစီမှာတွားလို့ရတယ်ပေါ့နော်မိဆိုက astrologer မဟုတ်ဘူးဒါပေမဲ့တကယ်ကိုယ့်ရဲ့မွေးချိန်မွေးနေ့ရတိကျသိလို့ရှိရင်ဒီဘဝမှာဖြစ်မဲ့ပေါ့နော်တချို့အရာတော်တော်များများကိုဥမာဆရာဝန်ကြီးဖြစ်မှာလားဘာဖြစ်မှာလားချမ်းသာမှာလားဆင်းရဲမှာလားဘယ်ချိန်သေးမှာလဲဘယ်ချိန်ဘယ်လိုမျိုးနေရာနဲ့ဂျိုးနဲ့မွေးလာတယ်ဒါတွေအကုန်လုံး astrology မှာပါတယ်လက္ခဏာနဲ့လည်းရှာဖွေသိရှိနိုင်တယ်အဲ့လိုမျိုး big event တွေကိုတော့ Miss Ro တွေကလုံးဝ magic ကိုသုံးပြီးတော့တရားခိုင်တော့ပြောင်းလို့မရဘူးဒါပေမဲ့ what already exists ရှိပြီးသားအရာကို Miss Ro ကတိုးအောင်လုပ်လို့ရတယ်ဖြစ်လာမဲ့ကံရှိတဲ့အရာကို Miss Ro တွေကဆွဲခေါ်လို့ရတယ်ရဲတရားတွေအစီအရင်တွေဆိုတာလည်း the same thing ပဲအဲ့တော့မြန်မာလိုဆိုရင်တော့ရဲတရားတွေအစီအရင်တွေလို့ခေါ်မလားမသိဘူးဒါပေမဲ့မြန်မာ ways တွေကို Miss Ro မသိဘူးသင်ခဲ့တာတွေကလည်းဒီဘက်က ways တွေဒီဘက်ကဆရာမတွေနဲ့ပဲဆိုတော့ဒါမျိုးဆိုတော့ဒီ universal ပေါ့နော်တကဘာလုံးမှာသုံးတဲ့နိုင်ငံခြားကနီးပညာကိုပဲမျိုးသိတယ်နော်အဲ့တော့မြန်မာပြည်အစီအရင်တွေလည်းတူကောင်းတူမဲ့ကွဲပြားတယ်လည်းကွဲပြားမယ်ဒါပေမဲ့ကိုမျိုးသုံးတဲ့အရာတွေကကြတော့ဒီဘက်နိုင်ငံကပညာရက်တွေနဲ့ຫນွယ်တဲ့ဟာတွေကိုပဲမျိုးကနေပြီးတော့သုံးတာပေါ့နော်အဲ့တော့maybe စီရင်တို့ဒီရတရားနဲ့တူချင်လဲတူမယ်ကွဲချင်လဲကွဲမယ်ဒါပေမဲ့ I called them magic and witchcraftနော်ပြီးတော့ spell တွေလို့ခေါ်တယ် ritual တွေလို့ခေါ်တယ်အဲ့တော့ deity တွေပါတယ်ပင့်နာဖိတ်တာမျိုးတွေနော်နောက်ပြီးတော့ဒီပြောရမယ်ဆိုတော့ spirit တွေကိုပင့်နာဖိတ်တာမျိုးတွေတော့မျိုးမလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့တခြား realm တစ်ခုကိုဖွင့်မယ်ဆိုလို့ရှိရင်ပိတ်တက်ရတယ်ပေါ့နော်အဲ့တော့ကိုတကယ်လို့ deal လုပ်လို့ရတဲ့ deity ဆိုရင်တော့ကို deal လုပ်တယ်ဥပမာပေါ့ Aphrodite တို့ပါတော့နော် Venus ဆိုရင်တော့ဒါရတယ်တခြားသောခက်ရခဲစစ်ပေါ့နော်တကယ်ဟိုသူတို့ ways တွေနဲ့ ritual တွေလုပ်ရတဲ့ deities တွေ offering တွေပေးရတာတွေတော့မျိုးမလုပ်ဘူးဒါပေမဲ့ဒါကလည်းကိုယ့်ရဲ့ personal use နဲ့ကိုပေါ့နော်တချို့တွေကလည်းအဲ့လိုမျိုးတွေကိုပင့်ဖိတ်ပြီးတော့တကယ်ကိုအကြီးကျယ်လုပ်ကြတာ offering ပေးတာရှိတယ်မြန်မာပြည်မှာလည်းရှိမှာပါအဲ့လိုကျင့်ကြံနေတဲ့သူတွေဒါပေမဲ့မျိုးဆိုတော့ I believe in the power of nature shamanism ဘက်ကိုမျိုးဆိုတာပို့သွားတယ်အဲ့တော့ nature ဘက်ကိုပဲမျိုးဆိုတာသွားတော့ nature ကနေပြီးတော့လာတဲ့ products တွေနဲ့ကိုဖြစ်ချင်တဲ့အရာတွေမျိုးဆိုလုပ်တာပေါ့နော်